social media detox social media ကိုအနားပေးခြင်းမနက်ကင်းအိယာနိုးရနဲ့ဖုန်းကိုအရင်စကင်တာအဖြစ်ဖြစ်နေပြီလားကျွန်တော်တို့ရဲ့နေ့စဉ်ပြည့်မြ2နိုင်ခွဲကျော်တစ်နှစ်ကိုရပ်ပေါင်း40နီးပါးဟာ social media မှာပဲအချိန်ကုန်နေတယ်လို့သူတည်သူများကဆိုပါတယ်ဒါဟာအပေါ်ယံကြည့်ရင်တော့စိတ်ပန်းဖြေစရာဖျော်ဖြေရေးလို့ထင်ရပါမယ်တဲ့ရဲ့စိတ်ကျမ်းမာရေးကိုတိတ်တဆိတ်ထိခိုက်နေတာပဲဖြစ်ပါတယ်social media ကိုအမြဲအသုံးပြုနေတဲ့အခါမှာတော့အာယုံစိုက်နိုင်စွာများတိုးတောင်းလာခြင်းမိမိတို့ရဲ့နေ့စဉ်ဘဝကိုတခြားသူများနဲ့နှိုင်းယှဉ်လာခြင်းပတ်ဝန်းကျင်နဲ့ထိတွေ့ဆက်ဆံမှုတွေလျော့နည်းလာခြင်းဖုန်းမျက်နှာပြင်ကထွက်တဲ့ blue light အပြာလင်းကြောင့်အိပ်စက်ခြင်းကိုဖြစ်စေတဲ့ melatonin ဟော်မုန်းထွက်ရှိမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်ဒါကြောင့် social media အသုံးပြုမှုကိုအနည်းငယ်စီလျှော့ချပြီးကိုယ်ဝါသနာပါတဲ့အရာတွေကိုဆက်လက်ရှာဖွေရင်လက်တွေ့ဘဝတွေကကိုချစ်ရသူတွေအနားမှာရှိတဲ့အရာတွေနဲ့အချိန်ကုန်ဆုံးခြင်းကတင့်ကိုပုံမှုပျော်ရွှင်စရာကောင်းတဲ့ဘဝကိုခေါ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ